သိပ္ပံပညာရှင်တွေဟာမြွေဟောက်ကြီးတစ်ကောင်ကိုကက်ကြေးနဲ့တဝက်တိတိညှက်လိုက်ကြတယ်။ပြီးတော့ကြံတဲ့တစ်ချမ်းကိုဖန်ခွက်ဘေးမှာထားလိုက်တယ်။ခဏအကြာမှာဖြတ်ထားတဲ့နေရာကနေအမြင့်နှန်းလေးတွေအများကြီးထွက်လာပြီးဖန်ခွက်ကိုစားတော့ပဲ။အဲ့ဒီအချိန်မှာပဲမြွေရဲ့ကိုကလည်းချက်ချင်းအမီးအသစ်တစ်ခုအပြည့်အစုံပြန်ပေါက်လာတယ်။သူတို့ရဲ့စမ်းသပ်မှုအောင်မြင်သွားတာကိုမြင်တော့သိပ္ပံပညာရှင်တွေဟာမြွေရဲ့ပါးစပ်ထဲကချစ်ပြားလေးတစ်ခုကိုအမြန်ထုတ်ပြီးလူရဲ့မျိုးရိုးဗီဇနဲ့ပေါင်းစပ်ဖို့ပြိုးထောင်တဲ့ပန်းကန်နဲ့ထည့်လိုက်ကြတယ်။ဒါပေမဲ့3မိနစ်လောက်ပဲကြာတော့ပြိုးထောင်တဲ့ပန်းကန်ပေါ်မှာအေယာမတတေတာအောင်ကြီးတစ်ခုအလျင်မြန်ကြီးထွားလာတယ်။သိပ္ပံပညာရှင်တွေကတတိကြီးကြီးနဲ့စောင့်ကြည့်နေတော့မှပဲတနေသားအောင်ဟာရုတ်တရက်ကြောက်စရာကောင်းလောက်အောင်လှုပ်ရှားလာတယ်။ပြီးတာနဲ့ချက်ချင်းပဲနူးညံ့ပြီးကြောက်စိမ်းရောင်လက်နှစ်ဖက်ဟာအမြေးပါးကိုဖောက်ထွက်လာပြီးလူနဲ့တူတဲ့တတဝါတစ်ကောင်အဲ့ဒီထဲကထွက်လာတယ်။ပိုပြီးတော့လှုပ်စရာကောင်းတာကအဲ့ဒီတတဝါလုံးဝလွတ်မြောက်သွားပြီးတဲ့နောက်သူ့ရဲ့အပေါ်ယံသားတွေဟာလျင်မြန်စွာပျက်စီးသွားပြီးရုပ်ရည်ချုံမောတဲ့လူတစ်ယောက်ရဲ့ပုံစံကိုပြောင်းသွားတာပဲ။